အခုဒီဗီဒီယိုကပေါ့နော်စနေသားသမီးတွေအတွက်တင်ပေးကြခြင်းဖြစ်ပါတယ်ရှင်စနေသားသမီးမှန်တယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကိုစုံအောင်ကြည့်ပေးပါနော်ဒီဗီဒီယိုလေးကဒါထိုင်းနိုင်ငံမှာလူတိုင်းသိပြီးသားဖြစ်တဲ့ငကားတိုက်ဖျားပေါ့နော်ငကားတိုက်ဖျားကိုစီဖြူ2025တော့တွားခဲ့တယ်အဲ့ဒီဖျားကိုတွားတဲ့သူတိုင်းကလည်းစနေသားသမီးတွေပဲတွားကြတယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူကအထဲမှာတိုက်ရှိတယ်ပေါ့နော်တိုက်ကဒီစိန်ရွှေရတနာဗဒမြားလေးဝလက်စားနေတဲ့ရွှေဘုံကြီးပေါ့အဲ့ဒီအထဲမှာသူကအဒိတ်ထံပြီးတော့ပြန်ဝယ်ပြီးတော့လူရတာပေါ့နော်အတူတွေပေါ့ဒါပေမဲ့လည်းသူကဒီဖလားမျိုးနဲ့ပေါ့နော်တစ်ခွက်စာကိုသူဘလောက်ဆိုပြီးတော့အလူတွေသဘောနဲ့တတ်မှတ်ထားတယ်အဲ့ဒီမှာကိုဝယ်ပြီးတော့ပြန်လူရတယ်လူတဲ့အခါရွှေပြူကအမှန်တိုက်ပြရလို့ရှိရင်အဲ့လိုမျိုးနတ်တို့ဘာတို့ညာတို့ဆိုလို့ရှိရင်ရွှေပြူက55ဆက်ပေါ့နော်ယုတ်ကြည်မှုကအဲ့လိုမျိုးရှိတယ်အဲ့ဒါကြောင့်မလို့ယုတ်တွဲမယုတ်တွဲလို့ပြောရတာပေါ့အဲ့ဒီတည်းမှာရွှေပြူကလည်းကိုလည်းရွှေပြူကိုတိုင်းလည်းစနေသားသမီးပေါ့နော်စနေသမီးဆိုတော့ကိုဝယ်ပြီးတော့လူပြီးတော့ဆူတောင်းအဒိတ်ထံလာခဲ့တယ်ပေါ့နော်အဲ့တော့မနေ့တော့ဆိုတော့အခုမှကိုပြန်စဉ်းစားကြည့်တာဟာငါအဲ့ဒီဟာကိုအဒိတ်ထံခဲ့တာအခုပြောရမယ်ဆိုလို့ရှိရင်ရှိဘူးဒိတ်ထံခဲ့တဲ့အရာဆူတောင်းခဲ့တဲ့အရာတရားကိုပြည်တာအဲ့လိုရခဲ့တာပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီဘုရားကိုမသွားဘူးသေးတယ်မရောက်ဘူးသေးတယ်စနေသားသမီးတွေအတွက်ရှိဘူးကဒီဗီဒီယိုလေးကိုပြန်ပြီးတော့ညဝေလိုက်တာဖြစ်ပါတယ်ရှင်ကိုအာယုခံပြီးတော့လဲဆူတောင်းကြည့်ပေါ့နော်ဆူတောင်းကြည့်တယ်လို့ပြောရမယ်လူကကြိတ်ပြောတယ်နော်အဲဆိုတော့မရောက်ဘူးတဲ့သူတွေတင်ပေးရခြင်းဖြစ်ပါတယ်ရှင်ရောက်ဘူးတဲ့သူတွေထိုင်းနိုင်ငံမှာများအဖြစ်တော့ပုံမှန်တွေတော်တော်များများသွားကြပါတယ်ရောက်ဘူးတဲ့သူတွေလည်းပေါ့နော်ကိုဆူတောင်းရတာပြီလားဆိုတာလေးကို comment မှာရေးပေးနိုင်ပါတယ်ရှင်ရှိပြီကတော့တစ်ခါပဲရောက်ပြီးတယ်ပေါ့နော်တစ်ခါပဲသွားဖြစ်တယ်အဲ့ဒီတစ်ခါပါပဲစီအဒိတ်ထန်ခဲ့တဲ့အရာကပြင်ဆင်ရမှလည်းရှင်စနေသားသမီးတွေအားလုံးချမ်းသာကြပါသည်ရှင်